ကတကြားမဲရှိမသူမဆိုရင် sorry သူမဆိုရင် English to Burmese translation. Walk over to your left. မင်းရဲ့ဘယ်ဘက်ကိုဆက်ပြီးတော့ရှောက်သွားလိုက်ပါ Somewhere you will find another door, but this time it will be a very small one. အဲ့တော့တနေရာရောက်မှာဆိုရင်နောက်ထပ်တကားတစ်ချက်ကိုတွေးလိမ့်မယ်ဒါပေမဲ့ဒီတစ်ခေါက်မှာတော့အဲ့ဒီတကားကတကားသေးသေးလေးတစ်ချက်ဖြစ်နေလိမ့်မယ် Brida walked through the cathedral အဲ့တော့ Brida ကအဲ့ဒီဖျားကျောင်းဆောင်ကြီးရဲ့မှာဆက်ပြီးတော့သွားနေလိုက်တယ် She was aware of the unpleasant feeling of the dusty floor beneath her bare feet အဲ့တော့ Brida ကသူမရဲ့ဒီဗလာချင်းဖြစ်နေတဲ့ခြေပလာရဲ့အောက်မှာဆိုရင်ဖုန်တက်နေတဲ့ဒီစိတ်မတိုးမတန့်ဖြစ်စရာ feeling ခံစားချက်ကိုသူမခံစားရတယ် Somewhere a friendly voice was guiding her တနေရာရာကနေပြီးတော့သူမကိုဒီသူမနဲ့ရင်းနှီးရဲ့အတန်မျိုးကသူမကိုလမ်းညွှန်ပေးနေတာ She knew it was Wicca but she knew too that she no longer had any control over her imagination အဲ့ဒီအတန်ပိုင်ရှင်က Wicca ဆိုတာကိုလည်းသိတယ်ဒါပေမဲ့လည်းသူမရဲ့ဒီစိတ်ခံစားချက်တွေကိုထိန်းချုပ်ဖို့အတွက်ဘာမှမစွမ်းတာဘူးဆိုတာကိုလည်းသူမသိနေခဲ့တယ် She was conscious and yet she could not disobey what was being asked of her အဲ့တော့သူမအသိရှိနေတယ်ဒါပေမဲ့လည်းသူမကိုခိုင်းစေတဲ့အရာကိုလည်းမလွန်ဆန်နိုင်ဘူးဖြစ်နေတယ်